ထူမန်နီနဲ့ပိုက်ဆန်ဖေရှားလို့ရနေတဲ့ထူမန်နီစီစဉ်လေးတစ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ရဲ့ထူမန်နီကောက်လေးထက်ကိုဝင်လိုက်ပါနော်ထူမန်နီကောက်လေးထက်ကိုရော်လာပြီးဆိုရင်တော့ဒီယောက်ကစီအွန်ဆိုတဲ့ဒီမြောင်လေးကိုတစ်ချက်နှိပ်လိုက်ပါโอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီဘောကိုဆွဲတင်လိုက်ပါနော်ဒီအောက်က transportation ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ base ကလှည့်ပြ logo လေးနဲ့ဒီမှာကျွန်တော်တို့ travel booking ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်နှိပ်လိုက်ပါနော်ဒီနေရာမှာကျွန်တော်တို့ဒီအောက်က DC သင်လင်းဖြစ်ပါတယ်ခင်ဗျာ DC သင်လင်းကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီမီလီယံနဲဆိုတဲ့ DC သင်လေးပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီနေရာမှာထိုင်းဘတ်ငွေ85ပါကို free လာရှားလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ဘယ်လိုမျိုးပိုက်ဆံရှားလို့ရလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်เนาะဒီမှာကျွန်တော်တို့ quet လဲတွဲလို့ပြီးကျွန်တော်တို့ကပိုက်ဆံလာရှားလို့ရတာပဲဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ quet တစ်ခုကိုလုပ်တယ်ဆိုရင်တော့ဒီအောက်ကထိုင်းဘတ်ကတော့3.2ပါရမှာဖြစ်ပါတယ်เนาะโอเคဒီလိုမျိုးကျွန်တော်တို့ free လာရှားလို့ရတာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဘယ်လိုမျိုး data လေးတွေလုပ်လို့ရလဲဆိုတာကိုပြပေးမှာဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ဒီဘောက go ban offer ဆိုတဲ့နေရာမှာကြာတော့ထိုင်းဘတ်ငွေ3.2ပါကိုရှာလို့ရတာဖြစ်ပါတယ်เนาะဒီဘင်းက go ဆိုတဲ့ကောက်ကိုတစ်ချက်အနေလိုက်ပါမယ်โอเคဒီနေရာမှာကျတော့ကျွန်တော်တို့ဘာမှလုပ်ပေးစရာမလိုပါဘူးเนาะဒီနေရာမှာကျွန်တော်တို့တယောက်ကစကားလေးတွေပြည်တယ်ဆိုရင်တော့ကျွန်တော်တို့ကပြန်ပြီးဘယ်ပြန်ဆုပ်လို့ရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီမှာစကားလေးကတော့5စက္ကန့်3စက္ကန့်2စက္ကန့်ဒီလိုမျိုးကျွန်တော်တို့ဒီနေရာမှာဒီတိုင်းထားရပါပဲเนาะโอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ quit တလို့ပြီးသွားပြီးဖြစ်ပါတယ်เนาะ reward တွေပဲဒါဆိုရင်ကျွန်တော်ဒီနေရာမှာဘယ်ပြန်ဆုပ်လိုက်ပါမယ်โอเคဒါဆိုရင်ဒီဘောကကြည်ပါเนาะโอเคဒါဆိုရင်ဒီမှာ3.2ပါကိုရသွားပြီးဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးကွယ်လေးတွေလုပ်ပြီးတယောက်ကပိုက်ဆံလေးတွေကို free လာရှားလို့ရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီနေရာမှာကွယ်လေးတွေတစ်ချက်လုပ်လိုက်ပါမယ်နော်ဒီဘက်က go ဆိုတဲ့ကောက်ကိုနေပြီးကွယ်လေးတွေတစ်ချက်လုပ်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ပေါ့မှာလုပ်ပေးစရာမလိုပါဘူးနော်ဒီနေရာကိုရောက်လာပြီးဆိုရင်တော့ဒီဘောကမြားလေးကိုနေပြီးပြန်ဆိုလိုက်ပါโอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ထိုင်းဘတ်3.2ပါကိုထည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ web ဆိုတဲ့နေရာမှာဒီပေါ်ကဒီရနှင်ခုကတော့ပိုက်ဆံတိုးပြီးလိုရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီမှာကျွန်တော်တို့ fresh store မှာကျွန်တော်တို့တိုးချေဝယ်ပေးတဲ့ဆိုရင်တော့ဒီအောက်ကကျွန်တော်တို့ထိုင်းဘတ်ကတော့ဘာငါဆက်ရမှာဖြစ်ပါတယ်နော်။ PND အောက်ကကျွန်တော်တို့ same ဆိုတဲ့နေရာမှာလည်းဒီနေရာမှာကျွန်တော်တို့စင်ကလေးဝယ်ပြီးဒီမှာကျွန်တော်တို့ထိုင်းဘတ်တိုးဆက်ကိုလာရှားလို့ရတာဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာမှာကျတော့ကျွန်တော်တို့ဒီကွယ်နှင်ခုကိုမလို့ရင်းလိုက်ရတာဖြစ်ပါတယ်နော်။ဒီအောက်ကကျွန်တော်တို့အခြားကွယ်လေးတွေကိုလိုပြီးကျွန်တော်တို့ flame လာရှားလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီအောက်ကတော့ကျွန်တော်တို့တငယ်ချင်း15ယောက်ဖေးခေါ်ပြီးဒီမှာလဲကျွန်တော်တို့ထဲပါငွေ3ပါကိုလာရှားလို့ရတာဖြစ်ပါတယ်နော် PND အောက်က support frame ဆိုတဲ့အရာကတော့ဒီနေရာမှာလဲကျွန်တော်တို့ refer code ထည့်ပေးပြီးဒီဘောကထဲပါငွေ9ပါတီလာယူလို့ရတာဖြစ်ပါတယ်နော်ဒီ refer code ဆိုတဲ့နေရာမှာဒီလိုမျိုး TT EB link in ကျူလို့ထည့်ပြီးဒီအောက်က submit ဆိုတဲ့ကောက်ကိုတစ်ချက်နှိပ်လိုက်ပါမယ်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ refer code ထည့်ပြီးဒီလိုမျိုး frame တွေကိုကူညီပြီးလဲကျွန်တော်တို့ထိုင်းဘတ်ငွေလေးတွေကိုလာရှားလို့ရတာဖြစ်ပါတယ်เนาะဒါဆိုရင်ဒီအောက်က check my reward ဆိုတဲ့ကောက်ကိုတစ်ချက်နှိပ်လိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာကြည့်ပါကျွန်တော်မှထိုင်းဘတ်ငွေကတော့9ပါရသွားပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအောက်က reward ဆိုတဲ့နေရာမှာလည်းလာကြည့်လို့ရတာဖြစ်ပါတယ်เนาะဒီမှာကျွန်တော်တို့ support friend ဒီနေရာမှာကျွန်တော်တို့ refer code ထည့်ပြီးတကယ်ချင်းကိုကူညီပြီးလဲဒီမှာကျွန်တော်တို့ဒီဘင်းကထိုင်းဘတ်ငွေလေးတွေကိုလာရှားလို့ရသေးတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီ web ဆိုတဲ့နေရာမှာကျတော့ဒီလိုမျိုးကျွန်တော်တို့ support frame ဆိုတဲ့နေရာမှာ refer code တိုးချဲထည့်ပေးပြီးကျွန်တော်တို့တကယ်ချင်း3ယောက်ကိုလာကူညီလို့ရတာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာမေဆွင်းတို့ရဲ့ refer code ကိုထည့်ပြီးယူခိုင်းစေချင်တဲ့ဆိုရင်တော့ဗီဒီယိုရဲ့ comment လေးမှာရေးပေးသွားလို့ရတာဖြစ်ပါတယ်เนาะโอเคဒါဆိုရင်ကျွန်တော်ပြန်ဆိုလိုက်ပါမယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်မှာ15ပါရသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်ဒီဘောကအဝါရောကြော်လင်း85ပါပြည်တယ်ဆိုရင်တော့ငွေစာပြင်းထော်လို့ရမှာဖြစ်ပါတယ်เนาะဒီနေရာမှာကျွန်တော်တို့ဒီဘောကဒီကွယ်လင်းနေခုကိုမလို့ဘူးဆိုရင်တော့ဒီမှာကျွန်တော်တို့ကဒီ application မှာတကယ်ချင်း15ရောင်ဖေကောပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့တကယ်ချင်းဖေကောမယ်ဆိုရင်တော့ဒီဘင်းက go ဆိုတဲ့ကောက်ကိုနှိပ်ပြီးကျွန်တော်တို့လေရွပြေတကယ်ချင်းဖေကောလို့ရတာပဲဖြစ်ပါတယ်เนาะโอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ daily ကွယ်လေးလို့တာဒီမှာထိုက်ပါငွေကတော့35ပါရသွားပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေရာမှာဒေတွေးကွယ်လေးလိုပြီးရလာတဲ့ထိုက်ပံငွေလေးတွေကိုဒီအောက်က reward ဆိုတဲ့နေရာမှာလာကြည့်လို့ရတာပဲဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ဒီ million နဲ့ season လေးကတော့အချက်ကတော့ဘယ်ချက်ကြရင်ကုန်ပါလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်နော်။ဒီအောက်ကကျွန်တော်တို့ how to play ဆိုတဲ့နေရာမှာလာကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာ။ဒီမှာကျွန်တော်တို့ number 1ဒီ season လင်းကတော့ကျွန်တော်တို့ January 15ရက်နေ့2026ဆိုရင်တော့တာကုန်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာမှာကျွန်တော်တို့15ရက်မပြည့်ခင်အများဆုံးဒီ season လင်းမှာကျွန်တော်တို့ထိုက်ပံငွေလေးတွေကိုလာရှားလို့ရတာဖြစ်ပါတယ်ခင်ဗျာ။
ဒီစီစဉ်လင်းမှာကျွန်တော်တို့ထိုက်ပါငွေ85ပါကိုထူမန်နေကောင်းတဲ့ free လာရှားလို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာလည်းဒီအပေါ်ကဒီစီစဉ်လင်းမှာ85ပါကိုငွေထုံနေတဲ့သူတွေကိုဒီမှာကျွန်တော်တို့အများကြီးအမြင့်တွေရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မေဆွေးတော်ကစေဝင်စားတယ်ဆိုရင်တော့ဒီစီစဉ်လင်းရဲ့လင်းလေးကိုကျွန်တော်ဗီဒီယိုရဲ့ description လေးနဲ့ဗီဒီယိုရဲ့ comment လေးမှာလင်းချတာပေးခံမှာပဲဖြစ်ပါတယ်နော်နောက်ဗီဒီယိုလေးတွေမှာထည့်သွင်းကြပါမယ်ခင်ဗျာ bye bye